ပိုင်နှင်းပင်ကသူတို့ကိုပွန့်ပွန့်လင်းလင်းနှုတ်ဆက်တယ်ပြီးတော့ကျွန်တော်အတွက်အိပ်ယာပြင်ပေးတယ်ကဘာကျော်သိပ်ပန်စိတ်ကူးရင်ရုပ်ရှင်ကြီးလိုပဲစကားထဲတောင်ဒီလောက်မဆိုးဘူးအားကြလုံးလို့တေတော့မယ်တကယ်မနာလို့ဖြစ်မိတယ်အကိုခင်ဗျားကကျွန်တော်အကိုအရင်ပဲမြန်တင်ပေးပါဦးပိုင်နှင်းပင်ကမုံတွေနဲ့ sauce တွေကိုမျိုးစားလိုက်တေးတေးချာချာစီးထားတယ်လူတိုင်းကိုနှုတ်ဆက်ပြီးမှထွက်သွားတယ်အဆောင်ဖော်3ယောက်ပဲကြံခဲ့တယ်သူတို့တွေမနာလို့လွန်းလို့အော်ဟစ်နေကြတယ်ညဘက်ကျတော့ပိုင်နှင်းပင်စီစာပို့တယ်နောက်နေ့မနက်ဘာစားချင်လဲဆိုတာပြောပြလိုက်တယ်နောက်နေ့မနက်စောကြီးမှာပိုင်နှင်းပင်ကအပူခံဘူးကိုကင်ပြီးယောက်ျားလေးဆောင်အောက်မှာစောင့်နေတယ်တဆောင်လုံးမှာကျွန်တော်နာမည်ကချက်ချင်းပြန်သွားတယ်ကျွန်တော်တို့အဆောင်မှာနေတိုင်းဟင်းနဲ့တွေမှုေးနေတော့တာပဲပိုင်နှင်းပင်ကအမြဲပူချက်ပေးတယ်ကျွန်တော်အဆောင်ဖော်တွေပါစားရအောင်လို့အကိုကြီးနောက်ဆိုအကိုကကျွန်တော်တို့အဆောင်ရဲ့အကြီးကဲပဲဘသူမကျင်းနဲ့လဲကျွန်တော်အရင်ရှင်းမယ်အသက်အကြီးဆုံးဝန်ချမ်းကတော့အကုန်ပြောင်းအောင်စားလိုက်တာကျွန်တော်အရင်ဆုံးထောက်ခံတယ်ဒါပေမဲ့အကိုကြီးနောက်ဆိုမကြီးကိုပိုကောင်းကောင်းဆက်ဆံရမယ်နော်သူသာစိတ်ဆင်းရဲရရင်ငါအစိုးမထားနဲ့နော်ဒုတိယမြောက်ကမျက်ရည်ဝဲရင်စားနေတယ်ငါပုတ်ခုံးကိုပုတ်ပြီးမှနေတယ်ပိုင်နှင်းပင်ကတခါတလေလာထိုင်တတ်တယ်အမြဲတမ်းငါဘေးမှာလာထိုင်တယ်ငါတို့အငတ်မရစားနေတာကိုပြုံးပြီးကြည့်နေတယ်တခြားအခန်းဖော်3ယောက်နဲ့မတူတာကငါဝေစုကိုတော့ပိုင်နှင်းပင်ကအမြဲတမ်းတီးတန့်ထည့်ပေးထားတယ်ဘိုင်ဝရုံတင်အနေတော့ပဲအနက်အရတာကလည်းငါစိတ်ကြိုက်ပဲတက္ကသိုလ်ဘဝကငါတို့ကြားကိုမခွဲနိုင်ခဲ့ဘူးနေတိုင်းပွန့်ပွန့်လင်းလင်းအတူရှိနေခဲ့လို့ပို့ပြီးတော့တောင်ချိုးမြင်လာတယ်ကျောင်းဝင်းရဲ့နေရာတိုင်းမှာငါတို့ရဲ့ခြေရာတွေကြံရစ်ခဲ့တယ်ညတိုင်းမှာငါတို့လက်ချင်းချိတ်ပြီးလမ်းလျှောက်ခဲ့ကြတယ်ပြောလို့မကုန်နိုင်တဲ့စကားတွေနဲ့ချိုမြင်ဆုံးအချိန်တွေပေါ့ဒါပေမဲ့ဒီပျော်ရွှင်မှုတွေကမကြလိုက်ပိုင်နှင်းပင်ရဲ့လျှက်စစ်ပစ္စည်းလေးတွေကိုအဆောင်မှုအန်တီကတွေ့သွားပြီးအကုန်လုံးတိမ်သွားတယ်ပိုင်နှင်းပင်နှက်ခမ်းလေးကိုကိုက်ထားပြီးချစ်ရတဲ့ထမင်းပေါင်းအိုးလေးအယူခံရတာကိုကြည့်နေတယ်စီးထားတဲ့စပင်မီလေးတောင်ရောကျသွားတယ်ကြည့်ရတာတော်တော်လေးဝမ်းနေနေပုံပဲဟာဒါဘယ်လိုလုပ်ဖြစ်မလဲကြတော့အဆောင်ဖော်3ယောက်လဲကြားရောချက်ချင်းပဲပြပြတလဲဖြစ်ကုန်ကြတယ်တော်တော်ကြာအောင်တိုင်ပင်ပြီးတော့နေတိုင်းစားတောက်ဖို့အတွက်သူတို့3ယောက်ကအိမ်လက်ခကိုဝိုင်းကူပေးကြတယ်9 set 2ရမ်းမီတာပဲရှိတဲ့အိမ်လေးကပိုင်နှင်းပင်ကိုအရန်ပျော်စေတယ်အဆောင်မှုကိုရှင်းပြပြီးသူ့ရဲ့အဖိုးတန်ပစ္စည်းတွေပြန်တဲလာကမိဖို့ချောင်းကိုတိတိကျကျရှင်းလင်းလိုက်တယ်ကျွန်တော်တို့ယောက်ျားလေး4ယောက်ကျွန်တော်နဲ့ပိုင်နှင်းပင်ရဲ့အိမ်လေးမှာတစ်နှစ်ပြည့်အောင်နေခဲ့ကြတယ်နောက်ပိုင်းနေတိုင်းနေပေးဖို့သူတို့ကိုကတိပေးလိုက်တယ်ဒီအိမ်တက်ပွဲထမင်းစားဝိုင်းကအခုမှပဲပြီးသွားတော့တယ်ပိုင်နှင်းပင်ကကျွန်တော်ကိုနေ့စဉ်သုံးပစ္စည်းတွေထပ်ဝယ်ဖို့ခေါ်သွားပြန်တယ်အိယာကိုတန်တန်ရှင်းရှင်းခင်းချင်းလိုက်တယ်အခန်းထဲကတလုံးတဲသောအိယာကိုကျွန်တော်ကြည့်နေမိတယ်ဘာကြောင့်မှမသိရင်ခုန်ပြီးလေချောင်းတွေခြောက်လာတယ်ဘာလို့ဦးချောင်းချောင်းရက်နေတာလဲမြင်မြန်အိတ်တော့မနှက်ပြန်ကြောင်းတက်ရအောင်မယ်ပိုင်နှင်းပင်ကစပင်စီးထားတဲ့တရေကွင်းကိုဖြုတ်လိုက်တယ်နူးညံ့တဲ့ဆန်ရွှေတွေကပခုံးပေါ်ဝဲကျလာတယ်သူမကျွန်တော်ကိုထူးထူးဆန်းဆန်းတစ်ချက်ကြည့်တယ်လဲမဲ့အဝတ်တွေယူပြီးရေချိုးကန်းထဲဝင်သွားတယ်တနာရီကြာပြီးနောက်ကျွန်တော်တို့ကိုလက်တန့်စင်ပြီးသွားပြီးလက်ချင်းချိတ်ပြီးကတင်ပေါ်မှာလှဲနေကြတယ်ရှင်းရှင်းလင်းလင်းခံစားနေရတယ်အပြန်လန်ရင်ခုန်တန်မြန်နေကြတာကိုနင်ပင်မင်းပါလို့ငါ့ပေါ်ဒီလောက်ကောင်းပေးတာလေကျွန်တော်အတန်တွေအနှဲငယ်တုံရင်းနေတယ်ဒီလိုရင်ခုန်စရာကောင်းတဲ့အခြေအနေမှာသူ့ရဲ့ချုံးမှုတဲ့အသားရည်ကိုမတော်တဆထိမိတော့ကျွန်တော်ရင်တွေဒိန်းဒိန်းခုန်သွားတယ်ဘာလို့လဲဆိုတော့မင်းကိုငါချစ်လို့ပါအမှောင်ထဲမှာပိုင်နှင်းပင်ရဲ့မျက်လုံးလေးတွေကတလက်လက်တောက်ပါနေတယ်ရှက်ကိုရှက်ကန်အတန်လေးနဲ့ကျမလည်းရှင့်ကိုချစ်တယ်စိတ်လှုပ်ရှားစွာနဲ့သူ့ကိုကျွန်တော်ဖတ်ထားလိုက်တယ်နူးညံ့အေးဆက်တဲ့နှကန်းတွေကိုနမ်းလိုက်တယ်ဒီအနမ်းကအရင်လိုအပေါ်ရန်လေးမဟုတ်တော့ဘူးတန်ရောစင်တွေအပြည့်နဲ့နက်နက်ရှိုင်းရှိုင်းနမ်းရှိုင်းမိတာအတော်လေးကြာသွားတယ်နှစ်ယောက်လုံးအသက်ရှူရခက်လာတဲ့အထိပဲပိုင်နှင်းပင်ရဲ့အသက်ရှူတန်တွေကနှာခေါင်းဝမှာဝေးဝဲနေတယ်မူးရစ်စေတဲ့ရနံ့ချိုချိုလေးနဲ့ပေါ့ကျွန်တော်ကိုနက်နက်ရှိုင်းရှိုင်းရစ်မှုစေမနေနိုင်ပဲသူမကိုတင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်မိတယ်သူမနဲ့ကျွန်တော်ပို့ပြီးထိကတ်သွားအောင်လို့ပေါ့အဲ့ဒီရောက်ကိုတယောက်ခက်အူလေးချင်းကပ်ခဲ့ကြတယ်မူဂျိုကမုတ်ဆက်ဆက်လေးတွေနဲ့တန်ရောစင်စခဲ့တာအခုတော့အလှပဆုံးပန်းလေးအဖြစ်ပွင့်လန်းခဲ့ပြီပိုင်နှင်းပင်ကသူ့မိဖို့ချောင်းလေးမှာစာတိုလေးတစ်စောင်ကတ်ထားတယ်ဝေဖန်မိဖို့ချောင်းဆိုတာအကောင်းဆုံးပဲထားတော့လေနေတိုင်းပိုင်နှင်းပင်ရဲ့နှိုးဆက်ကအချိန်မှန်ပဲအတူတူနေပြီးတဲ့နောက်သူကပို့ပြီးတော့တောင်လွတ်လွတ်လပ်လပ်နေလာတယ်အခုသူမရဲ့ဖြူဖွေးနုနေတဲ့ခြေထောက်လေးတွေကအလွတ်အတိုင်းပဲကျွန်တော်သာအိယာတဲ့ကမထားပဲကြည်ကြသူမကခြေထောက်နဲ့တွန်းတော့မှကျွန်တော်ချက်ချင်းပဲဟိုဘက်လှည့်ပြီးထားထိုင်လိုက်တယ်အဝတ်စားတွေကိုတွတ်တွတ်လက်လက်ဝတ်လိုက်တယ်စပွဲပေါ်မှာမွှေးကြိုင်နေတဲ့မနက်စာကအစင်းတင်ပဲစမုံစပါးဤကြကွေးနဲ့ပဲပြားဟင်းရီငံအားလုံးကကျွန်တော်ကြိုက်တဲ့အရာသာတွေကြီးပဲတခုပဲအစင်မပြေတာကအကုန်စားရမယ်လို့ပိုင်နှင်းပင်ကအမိတ်ပေးထားတာသူချက်တဲ့ထမင်းဆိုတလုံးမှမကြံစေရဘူးသူရှိမှတော့သူစားနိုင်တဲ့လောက်ပဲခူးထားတယ်ကျန်တာတွေကိုတော့ကျွန်တော်ပဲအကုန်ပြောင်းအောင်စားပစ်လိုက်တယ်သူကကြေကြေနက်နက်နဲ့စပွဲသိမ်းတော့တယ်မိဖို့ချောင်းကိုအတူတူတန်ရှင်းရေးလုပ်ကြတယ်ကိုလွယ်အိတ်ကိုစီယူလိုက်ကြတယ်ငါတို့တယောက်ကိုတယောက်ထပ်ဖက်လိုက်ကြတယ်ပိုင်နှင်းပင်ရဲ့ချစ်စရာမျက်နှာလေးကိုကြည့်ပြီးငါသူ့ဘားကိုအချိန်ချင်းကန့်နှန်းလိုက်တယ်အဲ့ကြမှာပဲသူ့ကိုလှုပ်ပေးလိုက်တယ်ဒီမှာပြီးတော့ဒီမှာလဲအကုန်နှမ်းရမယ်သူ့ရဲ့တွယ်လျားဖြူစင်တဲ့လက်ချောင်းလေးတွေကပါးပေါ်မှာနဖူးချင်းအသားအရာထိကတ်ထားတယ်နန်းနာအမရဘူးလို့သူကကြည်ကြတယ်သူညိုတဲ့နေရာတွေကိုတစ်ခုချင်းလိုက်နှမ်းပေးတယ်ပြီးမှလက်ချင်းတွဲပြီးအတူတူအပြင်ထွက်ကြတယ်ညဘက်အိမ်ပြန်ရောက်တဲ့အခါပိုင်နှင်းပင်နဲ့အတူဟင်းချက်ကြတယ်ဒီနှစ်တွေမှာသူပဲအမြဲချက်ကျွေးနေတော့ကျွန်တော်လက်ရာကလည်းမစိုးတော့ဘူးညစာစားပြီးတဲ့အခါပိုင်နှင်းပင်ကအခန်းနဲ့ပြေးဝင်သွားတယ်ကျွန်တော်ကတော့နေ့စဉ်လေ့ကျင့်ခန်းစလုပ်တယ်ပိုင်နှင်းပင်ချက်တဲ့ဟင်းတွေကအရန်ကောင်းတယ်ပမာဏကလည်းအများကြီးပဲထပ်ပြီးလေ့ကျင့်ခန်းမလုပ်ရင်ကျွန်တော်တော့ဝလာတော့မသေးချာတယ်ဒါပေမဲ့ပိုင်နှင်းပင်ကကျွန်တော်လေ့ကျင့်ခန်းအတွက်အနှောက်အယှက်အကြီးဆုံးပဲသူကအိယာဝင်ဝစ်စုံအတူလေးနဲ့အခန်းထဲကထွက်လာတယ်ခြေတန်းရှိမှာခြေအိတ်အမဲရှည်တွေနဲ့ကျွန်တော်ရှိမှာဟိုဟိုဒီဒီလျှောက်သွားနေတယ်တမင်တက် post တွေပေးနေတယ်ကျွန်တော်လည်းလိမ္မာစွာနဲ့သူမကိုအခန်းထဲဆွဲခေါ်သွားတယ်တနာရီကျော်လောက်ကြာတော့ကျွန်တော်အခန်းထဲကပြန်ထွက်လာတယ်လေ့ကျင့်ခန်းဆက်လုပ်ချင်သေးပေမဲ့တကိုယ်လုံးအားရင်ကုန်ခန်းနေတာကပြောနေတယ်ဒီနေ့တော့တော်ပြီမနေ့ပြန်မှပဲလုပ်တော့မယ်ရက်တွေတရက်ပြီးတရက်ကုန်ဆုံးလာတယ်ကျွန်တော်လေ့ကျင့်ခန်းအစီအစဉ်တွေခဏခဏပြတ်ကုန်တယ်ဘိုက်ကလေးတောင်ပူထွက်လာတော့မယ်ကျွန်တော်နောက်ဆုံးတော့ဆုံးဖြတ်ချက်ချလိုက်ပြီးပိုင်နှင်းပင်ရဲ့အယောင်ဆောင်မှုနောက်ထပ်မပါတော့ဘူးကိုရီဒါကိုအတွက်ကျမချက်ထားတဲ့ဝေးကြစီမဲ့ဟင်းတွေပိုင်နှင်းပင်ကဟင်းတွေကိုစပွဲပေါ်တင်လိုက်တယ်အရန်မွေးတာပဲကျွန်တော်အန်ချိတ်ပြီးတိခံလိုက်ရတယ်ကိုရီတခြားနီးလန်းနဲ့လေ့ကျင့်ခန်းလုပ်တာလေလေ့ကျင့်ခန်းလုပ်တာပါပဲပိုင်နှင်းပင်ကတော်တော်လေးပေါ့ပေါ့ပပဝတ်ထားတယ်ဖြူဖွေးတဲ့ခြေတန်းရှည်တွေကကျွန်တော်မျက်နှာရောက်နေတယ်ကျွန်တော်မျက်စိကိုတင်းတင်းပိတ်ထားတယ်လုံးဝအလျှော့မပေးဘူးလေ့ကျင့်ခန်းလုပ်ဖို့ပဲအာယုံစိုက်ထားတယ်တစ်ချက်လှည့်ကြည့်လိုက်တော့ပိုင်နှင်းပင်ကခြေအိတ်အမဲလေးပြောင်းဝတ်ထားပြန်တယ်လက်ချောင်းလေးတွေနဲ့ခြေထောက်ပေါ်ကစာလုံးတွေကိုပုတ်တက်နေတယ်ကျွန်တော်မျက်လုံးတွေပြူးသွားတယ်စိတ်ကိုမနှဲထိန်လိုက်ရတယ်ယောက်ျားနှစ်ယောက်တူတူလေ့ကျင့်ခန်းလုပ်တာပိုထိရောက်တယ်
ပိုင်နှင်းပင်ရဲ့ဆွဲဆောင်မှုရှိတဲ့အတန်ကိုကြားရင်မျက်စိရှိကဆွဲဆောင်မှုကိုကြည့်ရင်နောက်ဆုံးလက်ကျန်စိတ်သက်တွေပြိုလဲသွားတယ်ရှက်စရာကောင်းအောင်ပဲကြာရှုံးသွားတယ်နောက်နေ့မှာစွန့်စားဖို့ဆုံးဖြတ်ပြီးပိုင်နှင်းပင်ပေးတဲ့ထမင်းမှုကိုအခန်းဖော်တွေကိုပေးလိုက်တဲ့အဖေလို့အခေါ်ခံရပြီးနောက်တိတ်တဆိတ်ထွက်လာခဲ့တယ်ယောက်ျားရှင်ကျမကိုမချစ်တော့ဘူးပိုင်နှင်းပင်ရဲ့မျက်ဝန်းတွေကဝမ်းနည်းမှုတွေနဲ့หนีမြန်းနေတယ်မျက်ရည်တွေကျတော့မလို့ဖြစ်နေတယ်ချစ်ရင်ကျမလုပ်ပေးတဲ့ထမင်းမှုကိုဘာလို့သူများကိုကြွေးတာလဲပိုင်နှင်းပင်ရဲ့ဆွဆွဲချက်တွေကိုကျွန်တော်ဘာမှပြန်မပြောနိုင်ခဲ့ဘူးအင်ဂျီလှန်ပြီးဝါလာတဲ့ကျွန်တော်ဘိုက်ကိုပဲသူ့ကိုပြလိုက်ရတယ်ဝါလာတော့ကြည့်မကောင်းတော့ဘူးဒီလိုပွင့်လင်းရိုးရှင်းတဲ့စကားကိုပိုင်နှင်းပင်ကလက်မခံခဲ့ဘူးသူအနာတူလာပြီးကျွန်တော်ဘိုက်ကအသားအီလေးတွေကိုဆွဲညစ်တယ်တော်တော်လေးသဘောကျနေတဲ့ပုံပဲအီလေးနဲ့ချစ်စရာကောင်းလိုက်တာဒီလိုလေးကမှအကောင်းဆုံးပဲကောင်းပါပြီသူ့အကြောင်းပြချက်ကတန်ရောစင်ပါတာပဲဒါပေမဲ့ကျွန်တော်လက်မခံဘူးအတင်းပြင်ထားတဲ့မျက်လုံးအုပ်ကိုတက်လိုက်တယ်ပြေးဆက်ပေါ်မှာဆက်ပြီးချွေးရွှဲနေအောင်ပြေးနေတယ်ရုတ်တရက်ခရမ်းကျင်တီနိုနတ်လေးရလာတယ်မတိစိတ်နဲ့နှာခေါင်းရှုံလိုက်မိတယ်အသက်ပြင်းပြင်းရှူသွင်းလိုက်တယ်လေ့ကျင့်ခန်းပြန်လုပ်ဖို့ပြင်လိုက်တယ်ဒါပေမဲ့ရှူလိုက်တော့အနံ့ကပိုပြင်းလာတယ်အမဲသားနဲ့စိတ်သားကလေ့ကျင့်ခန်းလုပ်တာကိုမထိခိုက်ဘူးနည်းနည်းလျှော့စားလဲရပါတယ်ထမင်းစပွဲမှာပိုင်နေပင်ကပျော်ပျော်ရွှင်ရွှင်နဲ့ဟင်းခတ်ပေးနေတယ်ပြုံးလိုက်ရင်မျက်လုံးလေးတွေတောင်မေးသွားတယ်မောမောမောယောက်ျားကအတော်ဆုံးပဲဒီတစ်ခါလဲအကုန်ပြောင်းအောင်စားလိုက်ပြန်ပြီထမင်းစားပြီးတော့ဘိုက်ပူပူလေးကိုကျွန်တော်ပုတ်နေမိတယ်ပိုင်နေပင်ကကျင်းတဲ့တလူနဲ့လာစိတ်တယ်ပြီးတော့စုအနေနဲ့ကျွန်တော်ကိုအခါခါနန်းတယ်ဒီအတိုင်းဆိုရင်တော့မဖြစ်သေးဘူးကျွန်တော်အချိန်တော်ကြာစဉ်းစားနေမိတယ်အရက်နဲ့မိမကလူကိုဒုက္ခပေးတယ်မနှက်ဖြန်ကစပြီးငါစီကန်းရှိရမယ်ဒါပေမဲ့အဲ့ဒီနေ့ညအိမ်ပြန်ရောက်တော့ကျွန်တော်ကိုယ်တိုင်ဝေးကြစာပြင်ဆင်လိုက်တယ်ပိုင်နေပင်ကဘေးကနေစိတ်ကောက်ပြီးကြည်နေတယ်သူ့အတွက်တော့မပြင်ဆင်ပေးဘူးပန်းကော်ဖီစိမ်းမုံလာဦးနီပြောင်းဘူးကြက်ရင်ပုံသားပကံအပြည့်စားရတာအရသာမရှိဘူးဘိုက်အောက်နဲ့အတင်းဝါစားလိုက်တယ်ခဏလောက်နားလိုက်တယ်လေ့ကျင့်ခန်းပြန်လုပ်တယ်ပိုင်နေပင်မီးဖို့ချောင်ထဲမှာပကံခွက်ရောက်တန်တွေစူညံနေတယ်ငွေရနံ့တွေလွင့်ပြက်လာတယ်ကျွန်တော်အကြိုက်ဆုံးချိုချင်းနံရိုးကြော်ပဲကျွန်တော်အေးဆက်ဆက်ပြုံးလိုက်တယ်ကြိုတင်ပြင်ဆင်ထားတဲ့အတိုင်းနှာခေါင်းစည်းတက်လိုက်တယ်အနံ့တွေချက်ချင်းပြတ်တောက်သွားတယ်ပိုင်နေပင်ရဲ့အကြံမအောင်တော့လှည့်ထွက်ပြီးရေချိုးကန်းထဲဝင်သွားတယ်မျက်စိပိတ်ပူဝါပါထပ်တက်လိုက်တယ်ပါဇက်ထောင်လေးအနှဲငယ်ကွေ့တက်သွားတယ်ဒီတစ်ခါတော့ဘယ်သူမှလာမကူညီနိုင်စေရဘူးမောင်ကျန်မရေမိုးချိုးပြီးပြီနော်ပိုင်နေပင်ရဲ့နူးညံ့ညွတ်ယူတဲ့အတန်ကနားထဲပြက်လွင့်လာတယ်ငါနှလုံးသားကတန်မဏိလိုမကြောတယ်လုံးဝမတုံလို့ဘူးအေးဆက်တဲ့လက်ကလေးတစ်စုံကငါရင်ဘက်ပေါ်ရောက်လာတယ်ငါရဲ့တန်မဏိလိုစိတ်သက်ကိုမလုတ်ခတ်နိုင်ဘူးကိုဒီခင်လေးကိုမြည်ကြည့်ချင်လားမျက်စိအုပ်ထားတာကိုအသားလေးဖယ်လိုက်တယ်ပိုင်နေပင်ရဲ့ဖြူဝင်းတဲ့အသားပေါ်မှာခရင်ဆက်လေးတွေပေးနေတယ်ငါအသက်ရှူတန်တွေရုတ်တရက်ရက်တန်သွားတယ်သူနောက်တလန်းဆုပ်လိုက်တယ်တခုခုကိုတိုက်မိလိုက်တယ်လို့ပဲနာကျင်စွာအော်ဟစ်ရင်းကျမ်းပြင်ပေါ်ထိုင်ချလိုက်တယ်ကျွန်တော်အမြန်ပဲငုံကြည့်လိုက်တယ်သူ့ခြေချင်းဝတ်ကိုလှမ်းကင်လိုက်တယ်ဒဏ်ရာရသွားလားကြည့်ချင်လို့ပါအဲ့ရဝင်ပေါင်းပြီးအောက်ကပိုက်ကွက်ပုံစံတွေကိုမြင်လိုက်ရတော့ကျွန်တော်ချက်ချင်းသတိဝင်သွားတယ်မောကြည့်လိုက်တော့သူ့ရဲ့နောက်ပြောင်တဲ့မျက်လုံးတွေနဲ့ဆုံသွားတယ်ယောက်ျားကြီးကျမဒီလောက်တောင်အားစိုက်ထားတာမြည်ကြည့်အောင်မလားကောင်းပြီကျွန်တော်ဝင်ခံပါတယ်ကျွန်တော်နောက်တစ်ခါထက်ချရှုံးသွားပြန်ပြီအိမ်မှာလေ့ကျင့်ခန်းဆက်မလုပ်နိုင်တော့တာနဲ့မနေ့ပိုင်းအပြင်ထွက်ပြီးအပြေးလေ့ကျင့်တာပြောင်းလုပ်လိုက်တယ်နေ့လေအားရင်ဘတ်စကတ်ဘောသွားကစားတယ်ကိုလုံးကတော့အတော်တန်ပြန်ကျလာပြီးမောင်ကြီးကြည့်ပါဦးရှင်ပိန်သွားပြန်ပြီမိဖို့ချောင်ထဲမှာစင်းတီတုံးပေါ်ဓာတ်တောက်တန်တွေတစ်ဆက်တည်းထွက်နေတယ်သူ့လေတန်ထဲမှာစိုးရိမ်စိတ်တွေပါနေတယ်ကျွန်တော်ကတော့စိတ်ထဲမှာခိုးပြီးပျော်နေမိတယ်ပိုင်နေပင်းရဲ့နှောက်ယှက်တားဆီးမှုတွေကြားကခက်ခက်ခဲခဲကိုလုံးကဖြည်းဖြည်းချင်းပြန်ပြေးပြစ်လာတယ်ဘိုက်ကအသားတုံးတွေလည်းတဖြည်းဖြည်းတောင့်တင်းလာတယ်မတောင့်ကြီးမို့ကိုင်းလို့မကောင်းတော့ဘူးပိုင်နေပင်းကပါဇက်ကတော့မကြိုက်တယ်လို့ပြောနေပေမဲ့နောက်ွယ်မှာတော့ကျွန်တော်အတွက်ကယ်လိုရီလျှော့စားစရာတွေကိုတက်တက်ကြွကြွလုပ်ပေးနေခဲ့တယ်အရင်တုန်းကစားနေကြအသားဟင်းအပြည့်စီပြန်ဟင်းကြီးတွေကကြက်ရင်အုတ်သားအဖြစ်ပြောင်းသွားပြီးဘရိုကလီမုံလာဦးနီနဲ့ကြက်ဥပြုတ်ဘလူးဘယ်ရီသီးတွေနဲ့တွဲဖက်ပြီးဆလက်ရွက်တို့လိုလက်ဆက်တဲ့အစားအစာတွေနေ့လေတိုင်းကျွန်တော်သူနဲ့တူနေ့လေစားတယ်ထမင်းဘူးကိုဖွင့်လိုက်တယ်အထဲမှာအကုန်တူပဲအသီးအရွက်ဆက်လက်တော့ကျွန်တော်တို့တယောက်ကိုတယောက်ကြည့်ပြီးပြုံးကြတယ်ပြောင်းလဲမှုကိုစူးချတဲ့အနေနဲ့ကျွန်တော်စုံတွဲဝတ်စုံတစ်စုံတိတ်တိတ်လေးမှလိုက်တယ်ကဲဒီနေ့ဒါလေးဝတ်လိုက်မနက်ပိုင်းမှာအမျိုးသမီးဝတ်ကိုပိုင်နေပင်းရဲ့ခေါင်းဘေးမှာထားပေးလိုက်တယ်ပြီးတော့အပြင်ထွက်ပြီးတပတ်ပြေးခဲ့တယ်ကျွန်တော်ပြန်လာတဲ့အခါပိုင်နေပင်းကမနက်စာပြင်ထားပြီးကျွန်တော်ဝတ်စုံနဲ့စင်တူအမျိုးသမီးဝတ်ကိုသူဝတ်ထားတယ်ကျွန်တော်သူ့ကိုဖတ်ပြီးတပုံရိုက်လိုက်တယ်အဲကြမှာသူကတတိထားမိသွားတယ်ဝါကိုရဲ့တကယ်ကိုဂယုစိုက်တတ်တာပဲကြောင်းဝင်းနဲ့လမ်းလျှောက်နေတော့ပိုင်နေပင်းကအရန်ကိုပြောနေတယ်တိတဲ့တငယ်ချင်းတွေကိုခဏခဏနှုတ်ဆက်နေပြီးကျွန်တော်တို့ရဲ့စုံတွဲဝတ်စုံကိုလူတိုင်းမြင်အောင်တမင်ပြနေတယ်မနက်ပိုင်းစာတင်ခန်းမကြီးထဲမှာစာတင်ချိန်သူဝင်လာတာနဲ့ကျွန်တော်ကိုတန်းမြင်သွားတယ်ယောက်ျားရည်ဆိုတဲ့ခက်ဆူးဆူးခေါ်တန်းလူတိုင်းကကျွန်တော်ကိုလှမ်းကြည့်တယ်ပရိုဖက်ဆာကတိတ်တိတ်နေဖို့ပြောပေမဲ့ပိုင်နေမင်ကကျွန်တော်ကိုနမ်းလိုက်တယ်မင်းတို့ကိုဆူတောင်းပေးပါတယ်တဲ့ဒါပေမဲ့ကျွန်တော်အတန်းထဲမှာတော့နည်းနည်းတော့ဆင်ကျင်ပေးကြပါပရိုဖက်ဆာကအေးအေးဆေးဆေးပဲပြောတယ်ပတ်ဝန်းကျင်မှာလည်းရေတံတွေပြန့်သွားတယ်ဒီလိုမျိုးတွေကခဏခဏဖြစ်လာတယ်ကျွန်တော်နဲ့ပိုင်နေပင်လဲအเจ้าမှာနာမည်ကြီးသွားတယ်ဘသူကကျွန်တော်ဓာတ်ပုံကို confession ကိုပေါ်တင်လိုက်လည်းမသိဘူးပိုင်နေပင်တော်တော်လေးဒေါသထွက်နေတယ်တကောင်ရအထိ post တွေတင်နေတော့မယ်သူ့ကိုယ်သူတရားဝင်ချစ်သူဖြစ်ကြောင်းကြေညာနေတာလူတွေမမြင်ကြတာလားဒါမှမဟုတ်တမင်တက်တက်လားမသိဘူးကျွန်တော်နာကိုမိန်းကလေးတွေခဏခဏကတ်နေတော့မယ်တနေ့ညနေခင်းမှာကျွန်တော်တို့အဆောင်တစ်ခုလုံးအပြင်ထွက်ခဲ့ကြတယ်ဘတ်စကတ်ဘောကွင်းမှာအားရပါရကစားနေကြတယ်ပိုင်နေပင်ကကွင်းဘေးမှာငြိမ်ငြိမ်လေးထိုင်နေတယ်စားတောက်ဖွယ်ရာစာအုပ်လှန်ဖက်နေတော့နောက်ဆုံးဘောလုံးကိုတွင်းလိုက်ချိန်ပွဲအပြီးမှာပဲသစိမ့်မိန်းကလေးတယောက်ရှောက်လာတယ်ကျွန်တော်ကိုရေတပလင်းလှမ်းပေးတယ်ကျွန်တော်ခဏကြောင်သွားတယ်ပိုင်နေပင်းရှိတဲ့ဘက်ကိုညွှန်ပြလိုက်တယ်အားနာပါတယ်ကျွန်တော်မှရေပါလာလို့ပါဟိုမှာပါအဲ့ဒီမိန်းကလေးစိတ်ပြတ်သွားပုံရတယ်ဒါပေမဲ့ရေဘူးကိုကျွန်တော်လက်ထဲထည့်ပေးပြီးမှထွက်သွားတယ်ကျွန်တော်လှည့်ကြည့်လိုက်တော့ပိုင်နေပင်းကမော့ကြည့်ပြီးဒါကိုမြင်သွားတယ်ဆန်ရွယ်တွေလွတ်ပြန်နေပြီးသူ့အကြည့်တွေကကျွန်တော်ကိုရင်တုံစေတယ်အိမ်ပြန်ရောက်တော့ပိုင်နေပင်းကကျွန်တော်ကိုတကားမှကတ်လိုက်တယ်နှွေးထွေးတဲ့နှက်ခမ်းတွေနဲ့နမ်းလိုက်တယ်မင်းကငါပိုင်ပဲတခြားမိန်းကလေးပေးတဲ့ရေကိုမတောက်နဲ့သူ့တန်ကအနှဲငယ်အရှာနေတယ်ပိုင်ဆိုးလိုစိတ်တွေအပြည့်နဲ့အဲ့ဒီညကကျွန်တော်ကိုအတော်လေးပင်ပန်းသွားစေတယ်အဲ့ဒီနေ့ကစပြီးပိုင်နေပင်းကကျွန်တော်တို့အတန်း
န်ရှည်ခဏခဏရောက်လာတယ်မျက်လုံးတွေကရှာဖွေရေးမိမောင်းတွေလိုပဲကျွန်တော်နာကမိန်းကလေးတွေကိုလိုက်ကြည့်နေတာညနေ3-4နာရီလောက်မှတောင်သူကကိတ်မုံနဲ့မုံမျိုးစုံဝယ်လာပေးတယ်မင်းရွက်နေလေခင်းစားပြီးပြီကျွန်တော်တကယ်မစားပါဘူးနှာခေါင်းကတလုံးလုံးဖြစ်နေတယ်သွားရည်တွေတစိမ့်စိမ့်ထွက်လာတယ်အုံနောက်ကမုံစားဖို့ပဲအော်ဟစ်နေတယ်သွားရည်မျိုးချလိုက်မိတယ်စားခြင်းစိတ်ကိုအတင်းထိန်ချုပ်ပြီးပိုင်နေပင်ကိုစိတ်ထဲကမဟုတ်ပဲပြောလိုက်တယ်ရှင်ကျမကိုမချစ်တော့ဘူးလားမျက်လုံးအိမ်လေးနီးမြလာပြီးငိုတော့မဲ့ပုံလေးဖြစ်သွားတယ်ဒါဆိုလဲစားပြီးတက်တည်ပြလိုက်လေသူချက်ချင်းပဲမျက်နှာပွင့်လန်းသွားတယ်ဖြူဝင်းတဲ့လက်ကလေးနဲ့ခရင်တစ်ဖက်ကိုခတ်ပြီးကျွန်တော်ပါစက်နားတီးပေးတယ်ငါရဲ့လေ့ကျင့်ခန်းအစီအစဉ်ကိုနှစ်ဆတိုးရတော့မယ်ဘေးနားကမိန်းကလေးတွေကိုအပြက်ဖြတ်ဖို့ငါနဲ့ပိုင်နေပင်ရဲ့ပုံကိုကျောင်းဖိုရံမှာတင်လိုက်တယ်ကြီးစားရှိပြီးသားပါလို့စားသားရေးလိုက်တယ်အစင်လဲအရန်ပြေတယ်လာမရှုပ်ကြပါနဲ့ကျောင်းမှာလဲတနေ့လုံးပိုင်နေပင်နဲ့ပဲတွဲနေဖြစ်တယ်နောက်ပိုင်းမိန်းကလေးတွေလည်းလာမရှုပ်တော့ဘူးပိုင်နေပင်ကငါ့ကိုစုချတဲ့အနေနဲ့တပတ်လုံးဟင်းကောင်းတွေစက်တိုက်ချက်နေတာကိုဆိုးတာကအားလုံးကအားဖြစ်စေမဲ့ဟင်းတွေကြီးပဲရလက်ကတော့ပိုင်နေပင်ကတကူးတက2ရက်ခွင့်ယူလိုက်ရတယ်အဲ့ဒါမှဒီလိုကိုဒုက္ခပေးတဲ့အပြုမှုတွေရက်သွားတယ်အေဂျင့်နဲ့ဘဝလေးကအန်တီပိုင်ရုတ်တရက်ရောက်လာလို့ပျက်စီးသွားတယ်သူကဓာတ်ရိုက်ဖုန်းဆက်လာတယ်ကျောင်းစင်ရင်သူ့ကိုငါတို့နေတဲ့နေရာခေါ်သွားခိုင်းတယ်ကျွန်တော်နဲ့ပိုင်နေပင်လည်းရုတ်တရက်ထိတ်လန့်သွားတယ်ဒါပေမဲ့လည်းဘာမှမတတ်နိုင်ခဲ့ဘူးနေ့လယ်ပိုင်းတန်းမရှိဘူးပိုင်နေပင်ကစိတ်တင်းပြီးအမေဖြစ်သူကိုတွားကြိုတယ်အန်တီပိုင်ကိုငါတို့အိမ်ငါးစီအတူတူခေါ်လာခဲ့တယ်သူအိမ်ထဲဝင်လာတာနဲ့မိဖို့ကြောင့်တကားပေါ်ကတိတာလုံးနဲ့အရာကိုတွေ့သွားတယ်ပိုင်ဖန်းမိဖို့ဆောင်လေဒါကမူလကငါတို့နှစ်ယောက်ရဲ့အမတ်တရလေးပါအခုတော့တကယ်ကိုအဆက်ကွဲစရာအခြေအနေကြီးပဲနေထိုင်ရတာအတော်လေးစိန်ကြနေတာပဲတော်ပိုင်ကလေတန်အေးအေးနဲ့ပြောနေပြီစကားထဲမှာတော့လှောင်ပြောင်ခြင်းနဲ့အငွေ့သက်တွေပါနေတယ်သူမအခန်းထဲမှာတပတ်ပတ်ကြည့်လိုက်တယ်မျက်နှာထားကတဖြည်းဖြည်းပြက်လာတယ်ဒီအခန်းလေးမှာအိတ်ခမ်းတစ်ခမ်းပဲရှိတာရှင်းနေတာပဲဒါပေမဲ့ကတင်ပေါ်မှာစောင်းနှစ်ထည်ရှိနေတယ်ဘယ်သူမှမဆိုကြည့်ရင်သိနိုင်တယ်ကျွန်တော်နဲ့ပိုင်နေပင်အတူတူနေကြပြီဆိုတာဖမ်းရွံပြန်ရောက်ရင်မိမိဘတွေနဲ့တွေ့ဖို့လိုမယ်ထင်တယ်ကျွန်တော်ရင်ထဲထိတ်ကနေဖြစ်သွားတယ်အန်တီပိုင်ကိုစိုးရင်တကြီးကြည့်လိုက်မိတယ်မင်းတို့လက်ထက်မဲ့အကြောင်းပြောဖို့ပါစကားကိုအကြာကြီးရက်ပြောနေတာလူကလန့်သေးတော့မလို့ပိုင်နေပင်ကအစကခေါင်းငုံနေတာအဲ့ဒီစကားကြတော့ချက်ချင်းမော့ကြည့်လာတယ်မျက်လုံးလေးတွေအယောင်တောက်ပြီးအမေဖြစ်သူကိုကြည့်နေတယ်အန်တီပိုင်ထွက်သွားပြီးနောက်အဲ့ဒီနေညမှာပဲအမေစီကဖုန်းလာတယ်ဒါဘွဲရတာနဲ့မင်းတို့လက်ထက်ကြအမေနဲ့အန်တီပိုင်တိုင်ပင်ပြီးသွားပြီးဖုန်းထဲကနေအမေရဲ့စိတ်လှုပ်ရှားနေတဲ့အတန်ထွက်လာတယ်ဘေးကနေခိုးနားထောင်နေတဲ့ပိုင်နေပင်မျက်လုံးတွေပြူးသွားတယ်ကျွန်တော်မျက်နှာကိုကင်ပြီးတရက်ဆက်နန်းတော့တာပဲကောင်းပြီအမေတို့အဆင်ပြေတယ်လို့သာလုပ်ပါနေပင်ဘေးမှာရှိတယ်သူမင်းနဲ့စကားနည်းနည်းပြောချင်လို့တဲ့ပိုင်နေပင်ကကျွန်တော်ကိုတအားကတ်နေလို့သူ့ကိုစားနောက်ချင်စိတ်ပေါ်လာတယ်ပိုင်နေပင်ခဏလောက်ကြောင်သွားတယ်ဖုန်းကိုတဘာဝကြကြပဲလှမ်းယူလိုက်တယ်ကျွန်တော်အမေနဲ့ရေးရေးနီးနီးစကားပြောနေတယ်ကျွန်တော်ကတော့ဘေးကနေနှောက်ယှက်ပြီးပါလေးဆွဲလိုက်ဟိုကိုင်ဒီကိုင်နဲ့မနာလန်းဆလိုက်တယ်နောက်ဆုံးသူဖုန်းအမြန်ချပြီးကတင်ပေါ်မှာကျွန်တော်နဲ့လုံထွေးစောနေကြတယ်စောင်းရသည်ចောင်းပိတ်ရက်မှာပစ္စည်းတွေတင်ပြီးအိမ်ပြန်ကြတယ်မိဘနှစ်ဖက်လုံးပထမဆုံးလုပ်တဲ့အလုပ်ကအတူတူထိုင်ပြီးမင်္ဂလာရက်ကိုတိုင်ပင်ကြတာပဲကျွန်တော်တို့ဘွဲရောက်ဖို့နောက်ထပ်6လပဲလိုတော့တယ်သူတို့ကတရားဝင်လက်မထက်ရမှာကိုစိတ်ပူနေကြတာမြေအရန်ချီချင်လို့ပိုင်နေမင်းကကျွန်တော်စီယူလာပေးတယ်သူနဲ့အမေတူလှုပ်ထားတဲ့ဦးလေးလေးကျွန်တော်ပါစက်ထဲကိုယ်တိုင်ခွင့်ကျွေးတယ်ဦးလေးပိုင်ရဲ့မျက်နှာကတုံမုံနေတယ်အန်တီပိုင်ကတိတ်တဆိတ်အချိန်ဖြောင်းဖြားမှအခြေအနေကအနှဲငယ်ပြေလဲသွားတယ်ကျွန်တော်ကိုကြည့်တဲ့သူ့အကြည့်တွေကအရန်ရှုပ်ထွေးနေတယ်ပိုင်နေမင်းကသူ့ကိုချိုတာပြုံးပြလိုက်တယ်သူ့မျက်နှာထားကအတော်လေးပြန်ကြည့်လင်းသွားတယ်ចောင်းပြန်ရောက်တဲ့အခါအိမ်မှာမင်္ဂလာပွဲအတွက်အကုန်ပြင်ဆင်နေကြပြီလအနေငယ်ကြမှာကျွန်တော်နဲ့ပိုင်နေပင်ပွဲဝတ်စုံတွေဝတ်ပြီးကင်မရာကိုကြည့်ပြီးပြုံးနေကြတယ်ကျွန်တော်တို့ပွဲရသွားပြီအတန်းလိုက်နောက်ဆုံးတွေ့ဆုံပွဲမှာအတန်းကောင်းဆောင်ကကျွန်တော်တို့ကိုစနာမင်္ဂလာဆောင်ရင်တန်းလုံးကိုဖိတ်ရမယ်နော်ဒါနဲ့ကျွန်တော်တို့နှစ်ယောက်မင်္ဂလာဆောင်ဖိတ်စာကိုအတန်းကယူတွေပို့လိုက်တယ်နောက်ဆုံးတော့အတန်းဖော်အားလုံးငါတို့မင်္ဂလာဆောင်ကိုလာခဲ့ကြတယ်အတန်းပိုင်ဆရာတော်မချစ်မရဲနဲ့လက်ဖွဲ့ပေးခဲ့သေးတယ်မင်္ဂလာပွဲမှာလေးတော်ကစင်ပေါ်မှာအစွမ်းကုန်အားပေးမြောက်ပင်ပေးနေချိန်ကျွန်တော်နဲ့ပိုင်နေပင်ကစင်အောက်မှာအားရပါရစားနေကြတာကျွန်တော်နာမည်ခေါ်လိုက်တန်ကြတော့ပါဇက်ထဲကအစားတွေကိုအမြန်မျိုးချလိုက်ရတယ်ပိုင်နေပင်ကတစ်ရှူးနဲ့ပါဇက်တုပ်ပေးပြီးမှစင်ပေါ်ကိုကပြားကရပြေးတက်သွားတာအားလုံးကဝိုင်းရကြတော့တာပဲတို့သားကအားလုံးကိုပြောပြပေးလို့ရမလားမင်းနဲ့တို့သမီးဘလို့စုံခဲ့ကြတာလဲဒေါ်လေးကပြုံးပြီးငါ့ကိုမေးတယ်ကျွန်တော်မိုက်ကိုယူလိုက်တယ်ပိုင်နေပင်ကိုတစ်ချက်ကြည့်လိုက်တယ်ပရိသတ်ကိုပြုံးပြပြီးပြောလိုက်တယ်အဲ့ဒါကျွန်တော်မူကြိုတက်နေတဲ့အချိန်တုန်းကပေါ့သူကျွန်တော်ကိုအဆက်မုတ်ထုတ်ပေးခဲ့တယ်အားလုံးဝိုင်းရကြတယ်လက်ခုပ်တန်တွေဟိမ့်ထွက်သွားတယ်ငယ်ကလေးကပေါင်းလာတဲ့ကျွန်တော်တို့ရဲ့အချစ်တွေဆူတောင်းပေးကြတယ်ကျွန်တော်နဲ့ပိုင်နေပင်ကခန်းထားတဲ့တရုတ်ရိုးရဝတ်စုံတွေဝတ်ထားတယ်ဆွေမျိုးမိတ်တင်ကားတွေရဲ့ရှေးမောင်မှာပျော်ရွှင်စရာဇနီးမောင်နှံဖြစ်လာခဲ့တယ်ညဘက်ဧည့်သည်တွေပြန်သွားတော့ကျွန်တော်ဆိုဖာပေါ်မှာလှဲချလိုက်တယ်အပေါ်အင်ဂျီချုပ်ပြီးအနားယူလိုက်တယ်နောက်ဆုံးတော့ပြီးသွားပြီမင်္ဂလာဆောင်ရတာဒီလောက်ပြင်မှမထင်ထားဘူးပိုင်နေပင်ကပြုံးလေးနဲ့မိဖို့ကြောင့်လည်းကနေထမင်းကြော်တပန်းကန်ယူလာတယ်အားနည်းနည်းဖြစ်ဦးညစာကောင်းကောင်းမစားရသေးဘူးထင်တယ်ငါမိမပဲထမင်းကြော်ကမွေးနေတာပဲအငွေ့တစ်ထောင်ထောင်းနဲ့မွေးကြိုင်နေတဲ့ထမင်းကြော်ချီကျူးလိုက်မိတယ်လာမိမမင်းလဲစားဦးဧခန်းဆိုဖာပေါ်မှာတို့ရဲ့မင်္ဂလာဦးညဒီလိုပဲမင်းတစုံကိုတစုံဒီထမင်းကြော်ကုံသွားပြီမောင်နောက်ဆိုတသက်လုံးချက်ကျွေးမယ်နော်မိမကျေးဇူးပဲတကယ်ကျေးဇူးတင်ချင်တာလားတကယ်ပါဒါဆိုဒီညပူစူးစမ်းပေးဦးမိမအခုတင်ထမင်းစားပြီးတာလေအစာလေးကြေအောင်စောက်ပါဦးအချိန်ဆွဲမနေနဲ့မြင်လို့ကျွန်တော်ကိုပိုင်နေပင်ကအိတ်ခမ်းနဲ့အတင်းဆွဲခေါ်သွားတယ်မင်္ဂလာဆောင်ပြီးနောက်မိဘနှစ်ပါးစလုံးထောက်ပံ့ပေးတဲ့ခီးစေးတွေနဲ့နာမည်ကြီးနေရအတော်များများကိုသွားခဲ့ကြတယ်ပိုင်နေပင်ကရောက်လေရအရက်မှာဒေတာထွက်အစားအစာတွေကိုတင်ယူခဲ့တယ်ဟန်နီမွန်ခီးစဉ်ပြီးမှတော့သူကဟင်းပွဲအစ်တွေအများကြီးထက်တက်လာတယ်လက်ရာကလည်းအရင်ထက်ပိုကောင်းလာတယ်မောင်ရီမောင်အတွက်ညစာအချိုပွဲလေးမီးစမ်းလို့ရပြီနော်ပိုင်နေပင်ရေချိုးခန်းတွေကထွက်လာတယ်ကတင်ပေါ်မှာဆွဲဆောင်မှုရှိတဲ့ပုံစံမျိုးလုပ်နေတယ်အတူတူရှိလာတာဒီလောက်ကြာနေပြီဆိုပေမဲ့ကျွန်တော်တကြောပြန်အရှုံးပေးလိုက်ရပြန်ပြီနောက်ပိုင်းမှာသူဝါသနာအသစ်တစ်ခုရလာတယ်သူ့ခြေထောက်တွေကိုကျွန်တော်ပါစက်ထဲအမြဲထည့်ချင်နေတာကျွန်တော်အတီပေါက်နဲ့ညင်းပေမဲ့သူကတော့နီးမျိုးစုံနဲ့အမြဲစနောက်နေတော့မယ်ဘယ်တော့မှမငြင်းငွေဘူးမောင်ဒီလိုဆိုအဆင်ပြေလားခြေအိပ်ဖြူလေးနဲ့ခြေထောက်လေးကငါရှေ့မှာဟိုလုတ်တီလုံနဲ့ငါနည်းနည်းစိတ်ရိမ့်သွားတယ်ဒါပေမဲ့စိတ်ကိုထိန်းထားနိုင်ခဲ့တယ်ချိုချင်ဆက်ဝက်နံရိုးလေးစားချင်လားငါအရန်ဒေါသထွက်သွားတယ်ဒီကောင်ကအစားတောင်းနဲ့ငါ့ကိုချင်းချောက်နေတယ်ဘာမှမပြောဘဲနဲ့ပိုင်နေပင်ကိုချီပြီးအိတ်ခမ်းထဲဝင်သွားတယ်ဒီနေ့တော့အသေးချာအပြစ်ပေးရမယ်ညဘက်မှာပိုင်နေပင်ကအလိုက်တတိနဲ့ချိုချင်နံရိုးတပတ်ကန်အကြီးကြီးကိုကျွန်တော်ရှေ့ချပေးလာတယ်ဘောကလင်းလင်းစားပြီးတဲ့နောက်ကိုပိုက်ကလေးကိုပြန်ပို့မိတယ်ဝေးချဖို့လမ်းကလိုပါသေးတယ်
ဆက်ပြီးစူးစမ်းရအောင်မယ်မိဖို့ချောင်ထဲမှာတွက်လက်ချက်ချတဲ့ပိုင်နေပင်ကိုကြည်ပြီးစိတ်ထဲအေးချမ်းပျော်ရွှင်နေမိတယ်နောက်ပိုင်းမှာကျွန်တော်တို့သားလေးတယောက်ရခဲ့တယ်ဖြူဖြူဖွေးဖွေးနဲ့ထွားထွားကျွန်တော်ငငယ်တုန်းကနဲ့တပုံစံနဲ့ပဲဒီမိသားစုလေးကိုစိတ်နှစ်ပြီးတိဆောက်ခဲ့ကြတယ်သားလေးပျော်ရွှင်ရွှင်ကြီးပြင်းလာတာကိုကြည်ရင်မိဘနှစ်ပါးစလုံးကိုအတူတူလှုပ်ကြွေးပြုစုခဲ့ကြတယ်အားလက်ရက်တွေစုပြီးမိသားစုလိုက်ခီးထွက်ကြတယ်နေရာဟောင်းတွေကိုလည်းပြန်သွားတယ်တိုးတက်ခဲ့တဲ့တက္ကသိုလ်စီပြန်သွားတယ်အရင်ကငှားနေခဲ့တဲ့အခန်းလေးစီပြန်သွားတယ်ပြီးတော့အဲ့ဒီကဝေဖန်စားတောက်ဆိုင်စီသွားတယ်ပတ်ဝန်းကျင်ကမိတ်ဆွေတွေကတို့ကိုတွေ့တိုင်းတို့ရဲ့တန်ရောစင်ကိုကြည့်ပြီးအများနဲ့အရင်တိုင်းပဲလို့ပြောကြတယ်အချိန်တွေကုန်လွန်သွားတယ်တားဖြစ်သူလက်ထပ်သွားတယ်သူ့အိမ်တောင်တစ်စီပြောင်းသွားတယ်နှစ်ပေါင်း20ကျော်နေထိုင်ခဲ့တဲ့ဒီအိမ်လေးကကျွန်တော်တို့နှစ်ယောက်တည်းရဲ့အိမ်လေးပြန်ဖြစ်သွားတယ်ဒီညဘာစားမလဲပိုင်နေပင်ကအခန်းကိုရှင်းလင်းရင်းတားဖြစ်သူမရှိတော့တဲ့ဟာကွက်တွေကိုဖြည့်ဆည်းနေတယ်ကျွန်တော်ကတော့ကြမ်းတိုက်နေတော့သူကရုတ်တရက်လှမ်းမေးတယ်ချိုချင်းနံရိုးကြော်ကောင်းပြီးပိုင်နေပင်ကမျက်လုံးလေးတွေမိတ်အောင်ပြုံးနေတယ်အရင်တုန်းကအတိုင်းပါပဲအဆက်ချောင်းတစ်ထုံနဲ့ကျွန်တော်တဘောအလုံးကိုဖမ်းစားခဲ့တဲ့မိန်းကလေး